ချိန်တွေဟာနေနေလို့လေဘဝဟာအိမ်မလေးလို့ပြောင်းပြလွယ်စိတ်မငြင်းနဲ့ဘာဖြစ်ဖြစ်စိတ်မငြင်းနဲ့တော့ပြီးရှင်ကောင်းသွားမယ်ပြောတတ်အောင်ကြိုးစားဖွယ်ဘဝမှာမငိုတတ်ရင်အကောင်းဆုံးပဲဘဝဟာရေတစလို့ခံချောက်လွယ်说你们。